အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ကတော့ဒါလေးရရင်တော့တချို့တွေရောဝိုင်းဆဲကြမှာဘာလို့လဲဆိုတော့ဒါဂျီးစစ်ပေါ့နော်ဂျီးစစ်မှာပါတဲ့လှုပ်ဝက်နေရလေးပေါ့နော်အန်ဝက်လို့ပြောမလားအဲ့လိုပတ်စံတွေပါတယ်အဲ့လိုပစ္စည်းတွေပါဖွက်လို့ရရင်နေရာလေးကိုပြပေးမှာပါတချို့ကတော့ဝိုင်းဆဲကြမယ်ထင်ပါတယ်ဒါတိုင်းပါပဲတစ်ချက်လောက်ကြည့်ပေးပါအောင်ဟုတ်သူကအနောက်ဖက်ထိုင်ကုန်နောက်မှာရှိတာဒါဘဲဘက်ချမ်းပေါ့နော်ဘဲဘက်ချမ်းထိုင်ကုန်ကိုအလွယ်ပြောရင်မားလိုက်နော်ပြီးရင်ဒီလိုချလိုက်နေကောင်လောက်ကြသွားတယ်လွတ်ထားလို့ရတယ်နော်ဒါလေးကလှုပ်ဝက်ဟာလေးပဲအန်ဝက်လေးပဲဒီမှာဒီလိုဖွင့်လိုက်ရင်မြင်ရအောင်လူလေးပြမယ်ဒီမှာဒါဟိုပါပေါ့နော်အပေါက်ပေါ့ဒါဆိုပြီးပြီဒါကဒီလိုပိတ်မယ်ဒီမှာလောက်ချမယ်ဒါအန်ဝက်လေးပေါ့နော်ပြန်ချရင်လည်းဒီတိုင်းပဲဒါပဲပေါ့နော်ဒါကတော့ဂျီးစစ်မှာဂျီးစစ်ရဲ့ဟိုလှုပ်ဝက်အန်ဝက်ပေါ့နော်အန်ဝက်လို့ပြောရမှာပေါ့hidden storage ပဲပြောရမှာပေါ့နော်ဒါလေးကတော့ဂျီးစစ်နဲ့ပတ်သက်ပြီးပြောပြပေးခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ် Merry Christmas ပါကျွန်တော်ကတော့ကောင်းမြတ်ပါ